မင်းလက်ထရခွေးလေးဖြစ်ချင်တယ်ဟုတ်ကဲ့မင်းလက်ထရခွေးလေးဖြစ်ချင်တယ်ပုတ်တက်တဲ့မင်းရဲ့လက်ပွားလေးကိုနှစ်သက်တယ်ပိုင်ဆိုင်ရတာထက်ပိုင်ဆိုင်ခံရတာပိုပြီးနှစ်သက်တယ်ရေစရာလို့ပြောင်းစရာလို့ဆိုပေမဲ့မင်းလက်ထရခွေးလေးဖြစ်ချင်တယ်တို့ပေမဲ့မင်းခုလက်ထဲမှာပြရရဲ့မင်းနှစ်သက်တဲ့ခွေးလေးမင်းချစ်တာခံရမယ့်ခွေးလေးမင်းလက်ထရခွေးလေးမဖြစ်နိုင်အပြုံးနုနုစိတ်ရှင်ကြည်သောမျက်လွှာတေလာသောဆန္ဒတောင်းတင်းသောကုခန္ဓာအရာရာထက်မြင့်မြတ်သောဘယင်မသို့မဟုတ်ကျွန်တော်ရဲ့မိုးကောင်းဝင်တဲ့သမီးမဖြစ်နိုင်တော့လည်းမဖြစ်ချင်းမနီးစက်ခင်ဝေးကွာဖို့သာအရင်တွေးမိခင်လုံးသားရဲ့အနက်ဆိုင်သူနေရာလွတ်လပ်စွာချစ်ပိုင်နေရှိသောနေရာ၌မင်းရဲ့အမိနာမကိုကြည့်ထိုးခဲ့ပါရမယ်Ask